အားလုံးမင်္ဂလာပါဒီနေ့ Python dictionary မှာရှိတဲ့ value ကိုကြည့်ပြီးတော့ value ကိုကြည့်ပြီးတော့မှလိုချင်တာက key ကိုလိုချင်တာဖြစ်ပါဘူးနော် key ကိုလိုချင်တာဖြစ်ပါဥပမာအပူချိန်အမြင့်ဆုံးရှိတဲ့မြို့ကိုရှာပါအပူချိန်တွေကအမြင့်ဆုံးကဒီမှာ38ဆိုတာရှိတယ်ဒါကဆက်ကခဏန်းကြီးပဲဆိုရင်တော့38ဆိုတာက maximum လို့အရှင်လေးခေါ်လိုက်ရင်ရတာပေါ့38ရတာဒါပေမဲ့လိုချင်တာက38ကိုလိုချင်တာမဟုတ်ဘူးမန္တလေးကိုလိုချင်တာဒီမှာလည်းဒီလိုပဲအမှတ်အများဆုံးဘာသာကိုရှာမယ်ပေါ့နော်ရှာလို့ရှိရင်65ကိုလိုချင်တာမဟုတ်ဘူးလိုချင်တာဒါပေမဲ့စီတာကတော့65နဲ့စီပါစီတာကတော့65အမှတ်ဒီထဲမှာ65အများဆုံးကောင်ကိုလိုချင်တာဒါပေမဲ့လိုချင်တာကတကယ်လိုချင်တာကတော့ dictionary ရဲ့ key ဖြစ်တဲ့ mathematics ဆိုတာကိုလိုချင်တာအဲ့တော့ dictionary ထဲမှာဒီလိုတွေရှိတယ်ဆိုရင်တော့သူရဲ့ value ကိုကြည့်ပြီးတော့မှ maximum ဒါမှမဟုတ် minimum ပေါ့နော်အဲ့တော့ key ကိုအဲ့တော့ရှာတာဖြစ်ပါတယ်အဲ့ဒါလေးကိုဒီနေ့ရေးပြပါမယ်သုံးတာကတော့ဒီ maximum တို့ minimum တို့ definition လို့သုံးတာဖြစ်ပါတယ်ထည့်ပေးရမှာတော့ကိုဒီမှာ dictionary ပေါ့ဒီ dictionary ထည့်ပေးရမှာပေါ့အဲ့တော့ဒီမှာထည့်ပေးရမယ့် dictionary ကဒီမှာထည့်ပေးရမှာဖြစ်ပါတယ်နော်ထည့်ပေးရမှာဖြစ်ပါတယ်အဲ့တော့နောက်ပုံမှန်ဆိုရင်ဒီလိုထည့်လိုက်လို့ရှိရင် dictionary ရဲ့ key ကိုပဲစီတာဖြစ်ပါတယ် key ကိုစီပြီးတော့မှ key ကိုပဲကြည့်တာပေါ့ဟော minimum ဆိုလဲဒီထဲက minimum ယူပေးမှာပေါ့ maximum ဆိုလဲဒီထဲမှာရှိတဲ့ maximum ယူပေးမှာဖြစ်ဒါဖြင့်ဒီကောင်ဆိုရင် t ဆိုတာကအကြီးဆုံးဖြစ်မှာပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်လည်းအဲ p ဆိုတာကတော့ဒီမှာအကြီးဆုံးဖြစ်မှာပေါ့အဲ့လိုပဲယူရှာပေးမှာအဲ့တော့ key ဆိုတာလေး key ဆိုတဲ့ para ဒီ key ပေါ့နော် key ဆိုတဲ့ parameter လေးထည့်ပြီးတော့မှအဲ့တော့ key နောက်မှာပေးရတာတော့ function တစ်ခုဖြစ်ပါအဲ့ဒါခုလက်တွေ့ရေးကြည့်ပါမယ်အဲ့တော့ဒီမှာကျောင်းသားတွေရဲ့အမှတ်တွေရှိတယ်ပေါ့နော်ဒီ dictionary ဒါကျောင်းသားတွေအမှတ်တွေရှိတာအဲ့ dictionary ကနေပြီးတော့မှအမှတ်အများဆုံးရတဲ့ကျောင်းသားရဲ့နာမည်ကိုလိုချင်တာအမှန်အများဆုံးရတာက65ဆိုတာရှိတယ်ဒါပေမဲ့သူ့ရဲ့ဒီဟာကိုလိုချင်တာပေါ့နော်ဒါမို့လိုချင်တာဆိုရင်တို့ဒီမှာ maximum ဆိုပြီးတော့မှဒီတိုင်းလေးပြောတယ်နော် maximum ဆိုပြီးတော့မှဒီတိုင်းပြောတယ်ဆိုတော့ဒါလေးခဏဖယ်ထားဒါကိုသွားရန်ကြည့်တယ်ရန်ကြည့်လိုက်လို့ရှိရင်တော့အောင်ဆိုတာပဲပြောတယ်ဒီမှာပေါ့နော်အောင်ဆိုတာတော့အကနောက်ဆုံးအကြီးဆုံးဖြစ်နေတော့အနဲ့ဖြေသွားတာပေါ့သူနော်အဲ့တော့88ပဲရှိတယ်သူကတော့ဒီလိုလိုချင်တာမဟုတ်ဘူးပေါ့နော်လိုချင်တာကအဲ့တော့ maximum လို့ပြောလိုက်ရင်စီချင်တာကဒီနောက်ကအမှတ်နဲ့စီချင်တာပေါ့နော်နောက်ကအမှတ်နဲ့စီချင်တာအဲ့တော့ဒီလိုလုပ်ဖို့ပေါ့နော် keys ကို key ဆိုတဲ့ parameter လေးတစ်ခုတက်ထည့်ဖို့လိုပါတယ် key ရဲ့နောက်မှာထည့်ရမှာကဒီ sorting ဒီ sort လုပ်မဲ့ဒီဟိုပါပေါ့နော် sorting လုပ်မဲ့ဒီfunction ပေါ့ဒီ function နဲ့ဒီတော့ဒီ function ကဒီမှာထားပါတော့ကြိုက်တဲ့ function နာမည်ရေးလို့ရပါတယ်ကိုယ့်ဘာကိုရေးရမှာဖြစ်ပါတယ်ကြတယ်မနော်ကိုယ့်ဘာကိုရေးရမှာဆိုတော့ function လို့ပဲရေးတာအဲ့တော့ parameter တစ်ခုပဲရှိတဲ့အကောင်ဖြစ်ဖို့လို့ဒီကလာမှာပါလာမလဲဆိုရင် score ကနေပြီးတော့မှသူက key တွေပေးမှာပေါ့နော်အောင်မောင်တို့ကျော်တို့သူစားတို့မူရာတို့ပေးလိုက်အဲ့ဒီကောင်ကိုကြည့်ပြီးတော့မှအဲ့ဒီကောင်ကအဲ့ function ကိုတစ်လုံးချင်းစီ return လာဟိုတစ်လုံးချင်းစီလမ်းပြီးတော့မှပေးလိုက်မယ်ပေးလိုက်လို့ရှိရင်ဒီ function က return ပြန်มาဖြစ်ပါအဲ့ဒီ return ပြန်တဲ့ကောင်ရဲ့အဲ့ဒီကောင်လေးနဲ့စီပါပြောချင်တာဒီမှာတခါလဲရေးကြည့်အောင် function တစ်ခုရေးကြည့်အောင်နော်ခုနကတော့နာမည်ကိုပါ function လို့ပေးတာ parameter တစ်ခုပါ parameter တစ်ခုရှိတဲ့ function လို့ပြောကြတဲ့အောက် a လို့ပဲပြောရအောင်နော်ဒီဆိုလဲဒီလို့ပေးလိုက်တာပေါ့ dictionary သဘောမျိုး key ဆိုတော့ key ဆိုလဲ key ပေါ့နော်ဒါဆိုရင် parameter တစ်ခုရှိတဲ့ကောင်ဖြစ်သွားအဲ့ဒီကောင်က
return ဆိုအဲ့ကောင်က return ပြန်တယ်နော် return ပြန်တာကဘာလဲဆိုရင်အဲ့ score ရဲ့ဘာပြန်မလဲဆိုရင်အဲ့ဒီ e ကို return ပြန်မယ်ပေါ့နော်အဲ့တော့ဒီကောင်ဘာလာဘယ်လိုလုပ်တယ်လဲဆိုရင်ဒီ score ကနေပြီးတော့မှအဲ့တော့ဒီ key တွေဒီမှာသွားထည့်ပေးမယ်နော်ဒီ key ကိုဒီမှာထည့် key ကိုဒီမှာထည့်လိုက်တယ်ဆိုရင်အဲပြန်လာမှာက85ဆိုတာပြန်လာမယ်85ဆိုတာပြန်လာမယ်အဲ့လိုပဲဒီကောင်ကြောထည့်လို့ရှိရင်ဒီကပြန်လာမှာက92ဆိုတာပြန်လာမှာပေါ့နော်အဲ့လိုပဲသူသာထည့်လို့ရှိရင်88ပေါ့အဲ့တော့စီတာကဘာနဲ့စီမယ်ဆိုရင်ဒီကောင်လေးနဲ့စီမယ်ဒီကောင်လေးနဲ့စီအဲ့တော့ဒီက return ပြန်တဲ့ကောင်လေးနဲ့စီမှာလို့ပြောချင်တာဖြစ်ပါတယ်ဒီ function ရေးရတာပေါ့နော်အဲ့တော့ဒီလိုလေးအကျဉ်းမှတ်ထားပါတော့ key ကသူ့နောက်မှာပေးရတာ function နာမည်တစ်ခုပေးရတာဖြစ်ပါတယ် function ပေးရတာပေါ့နော် parameter တစ်ခုရှိတဲ့ကောင်ပေးတာဖြစ်ပါတယ်သူကစီရင်တဲ့ကောင်နဲ့ return ပြန်လို့ရပါဟော parameter တစ်ခုတည်းရှိတယ်ဒါကြောင့်မလို့ဘာနဲ့ရေးလဲဆိုရင်အများဖြင့် lambda နဲ့ရေးတာများတယ်ဘာလို့ဆိုတော့ lambda function ဆိုတာက very small function parameter အာဟိုပါနော်သူက expression တစ်ခုပဲရှိတဲ့ကောင်ဆိုတော့ဒီကောင်လည်း expression တစ်ခုဆိုတာမျိုးတွေနဲ့ဒီလိုလေးဆိုတော့တန်းပြီးတော့မှရေးလို့ရတာပေါ့နော်အဲ့တော့ inline function တပေါ် inline function ရေးတဲ့တပေါ်နဲ့ရေးလို့ရတာပေါ့နော်ထားပါတော့ဒီတိုင်းဆေးလိုက်ပြီဆိုရင်တော့ဘာဖြစ်သွားလဲကြည့်ပါနော်ဒါဆိုရင်တော့မူရာဆိုတဲ့ကောင်ထွက်လာဒီမူရာဆိုတဲ့ကောင်ထွက်လာလိုချင်တာကဘာလဲဆိုရင်တော့ဟိုဒီကောင်ရှိတဲ့ key ကိုလိုချင်တာပေါ့နော်အဲ့တော့ဒါက comma ကို function ရေးပြီးတော့မှလုပ်တာပေါ့နော်အဲ့တော့ဒီလိုလေးရေးတာလေးကိုခဏပယ်ထားပေးပါမယ်အဲ့တော့ကောင်းတာကတော့ဒီလိုနေရာမှာ lambda function လိုဟာမျိုးရေးတာကအကောင်းဆုံးပါပဲနော် lambda function ရေးတာဟိုပါဆိုရင်ခုနက score ဆိုပြီးတော့ဒီပေါ့ဒီထိပေါ့နော်အဲ့တော့ score လက်ကောင်းစီမှာတော့ key လို့ပြောလိုက်ရင်တော့ lambda ဆိုတာကlambda function ရေးမယ်တော့တစ်လုံးပဲရှိတဲ့ကောင်ပေါ့နော်တစ်လုံးပဲ parameter တစ်လုံးပဲရှိတဲ့ကောင်ရေးမယ် return ကဘာလဲဆိုရင်အဲ့တော့ score ရဲ့ k ပေါ့ဒါပဲပေါ့နော်ခုနက return ဆိုတဲ့အကောင်ကဒီမှာတော့ return ဆိုတဲ့စကားလုံးရေးစရာမလိုတော့ဘူးပေါ့ဒီတိုင်းဆိုရင်လည်းဘာပြန်လဲဆိုရင်မူရာလို့ပဲပြန်တာပဲပေါ့နော်မူရာလို့ပဲပြန်တာအဲ့တော့ဒါကဒီဟိုပါဒါပထမကျန်တဲ့ကောင်တွေကသဘောတရားတွေအကုန်လုံးတူပါပဲအများကြီးဒါအောက်မှာရေးထားတယ်အများကြီးရှိဒီမှာတစ်ခါလေးကြာရင်တို့ဘာလို့ရှိလဲဆိုရင်ဒီဟို machine learning တို့ဘာလို့မှပြန်လာတာဗာပြန်လာလဲဆိုရင်ဒီလိုနောက်ဆုံးမိတ်ထွက်လာတာဟိုမှာတွက်လိုက်တဲ့အခါမှာ probability တွက်လာတယ်ပေါ့နော် negative to positive negative to ဒီ neutral တို့ positive တို့ထွက်လာဒါ probability ပေါ့နော် probability အမြင့်ဆုံးကောင်ကိုလိုချင်တယ်ပေါ့နော်ဒီ key ကိုလိုချင်တယ်ဆိုရင်ဒါဆိုရင်အဲ့တော့ခုနလိုပဲအဲကိုယ့်ဘောင် function ရေးမလားဒါမှမဟုတ်ရင် lambda function နဲ့ရေးမလားပေါ့နော်ဒီတိုင်းရေးတယ်ရတာဒါဆိုရင်ဒီမှာကောက်တွက်ကြည့်လို့ရှိရင်ဘာထွက်မလဲဆိုရင် neutral ဆိုတာထွက်တယ်ပေါ့အဲ့တော့ဘာလို့တော့ဒီကောင်ကအများဆုံးမလို့ပေါ့နော်တကယ်လို့သူ့ကိုအများဆုံးသူ့ကိုအများဆုံးလုပ်လိုက်ပေါ့နော်ကိုလို့လုပ်လိုက်လို့ရှိရင်ဒီကောင်ထွက်လာမှာသူက negative ဆိုတာထွက်သွားမှာအဲ့တော့သဘောတရားကရေးပုံရေးနည်းကဒီဟာလေးပဲရေးရတာဖြစ်ပါတယ်အဲဒါကြောင့်မလို့ maximum ဆိုတဲ့ဟိုဒီမှာ minimum သုံးလိုက်ရတယ်ဒီလိုပါပဲစာထုတ်လိုက်ရုံပဲပေါ့နော် maximum ရှိမယ်ရှေ့မှာ dictionary ရှိမယ်နောက်မှာဒီလိုပုံစံလေးနဲ့ရေးလိုက်ရပါပြီနော်အဲ့တော့ဒီလိုပုံစံလေးနဲ့ကောက်တာရေးလိုက် k နေရာမှာကြိုက်တဲ့ဟာရေးလို့ရပါတယ်နော် k နေရာမှာကြိုက်တာရေးလို့ရပါအဲ့တော့ဒီမှာ dictionary ကနေပြီးတော့မှ bobbin တို့ဘာတို့အကြောင်းအဆုံးထုတ်ပုံရှာမယ်ဝန်ထမ်းတွေအဲဒါစာအများသုံးရတဲ့ဝန်ထမ်းရှာမယ်မြို့ထဲမှာဘယ်လိုပေါ့နော်တင်တဲ့အပ်တဲ့လူကဘယ်ကောင်ကအများဆုံးလဲပေါ့အပူချိန်အမြင့်ဆုံးရှိတဲ့မြို့ကိုရှာမယ်ပေါ့နော်ရောင်းအားအများဆုံး product ကိုရှာမယ်
ဒီမှာထားပါဒါလေးပေါ့ဟိုအမှတ်အများဆုံးပေါ့နော်အမှတ်အများဆုံးဟိုမိုးစီမြန်မာကဘယ်နှစ်လောက်ဘယ်လောက်ရှိလဲအဲ့တော့ဘယ်ကောင်အများဆုံးလဲပေါ့အမှတ်အများဆုံးလဲဒါဆိုလို့ရှိရင်ခုနအတိုင်းပဲရေးထားတာဖြစ်ပါတယ်နော်ဒီမှာ max ဆိုတာရေးတယ်ဒီ lambda k ဆိုတာ k ဆိုတာကြိုက်တဲ့နာမည်လားရေးလို့ရတယ် variable နာမည်ပဲအဲ့တော့ဒီမှာ k ဆိုရင်ဒီမှာ a ဆိုရင်ဒီမှာ a ပြန်တော့အောင်မှာပေါ့ဒီလိုပါဒါဆိုလို့ရှိရင် run ကြည့်လိုက်ရင် mathematics ဆိုတာထွက်လာပါနော်အဲ့တော့ဘယ်ကောင်အများဆုံးလဲဒီမှာအများဆုံးဆိုရင်ဒီမှာ68လို့ဒါလည်းထားကြည့်ပါနော်ဒါဆိုရင် physics ဆိုတာထွက်လာမှာပေါ့အဲ့တော့ဒါ program ရေးတဲ့အခါမှာဒီလိုပုံစံမျိုးလုပ်တဲ့အခါမှာတွေ့လာပါလိမ့်မယ် statistic တို့ machine learning တို့မှာဒီလိုဟာမျိုးတွေနော်သုံးရတာမျိုးတွေရှိပါတယ်ဒီနေ့ကတော့ဒီ dictionary တစ်ခုတည်းကနေပြီးတော့မှာပေါ့နော်ကြည့်တာ value ကိုကြည့်ပြီးတော့မှလိုချင်တာ key ကိုရှာတဲ့ဟာလေးကိုဒီနေ့ Python နဲ့ရေးပြပေးတာဖြစ်ပါတယ်အဲ့တော့နောက်နေ့တွေမှာပြန်ဆောင်ကြပါမယ်အားလုံးကျမ်းပါကြပါစေ